ဒီနေ့ကကျွန်တော်တို့ပေါ့နော်ရနောင်းကနေကော့စမွေကနေရနောင်းကိုလာတဲ့သွားတယ်ပေါ့နော်သွားပြန်စိတ်ကလေးတွေကိုခီးသွားရင်ပြပေးမယ်ပေါ့နော်ကျွန်တော်ဒီရနောင်းကနေကော့စမွေကိုသွားမယ်ဆိုရင်ကျွန်တော်ရနောင်းကနေအရင်ဆုံးစုလက်ကိုကားလက်မှတ်ပေါ့နော်ဒီပုဂ္ဂဇော်ကားကြီးနာမှာဖြတ်ရပါတယ်သူကရနောင်းကနေစုလက်ကို200ပေါ့နော်မနက်ဆိုရင်6နာရီတစ်ချိန်ရှိမယ်8နာရီတစ်ချိန်9နာရီတစ်ချိန်ရှိပါတယ်ကိုကြိုက်တဲ့ချိန်ကိုသွားလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကတော့မနက်6နာရီပါဒါကတော့စုလက်ကိုရောက်တာနဲ့ဒီစိတ်ကနေပြီးတော့ကျွန်တော်တင်မောစိတ်ကိုလက်မှတ်ဖြတ်တာကအလုံးပေါင်း310ပေါ့နော်တင်မောကပါအပြီးပေါ့နော်ဒီလက်မှတ်လေးတွေဖြတ်ပြီးဆိုတာနဲ့တင်ထားပါသူတို့ကားနဲ့ဒီစိတ်ကန်းထိကိုအရောက်ပို့ပေးပါတယ်အဲ့တော့ဒီတင်မောစိတ်အခါပါညာခုနကားကပါညာအပီးက310ပေါ့နော်ဆူလက်ကိုရောက်ပြီဆိုတာနဲ့ဒီတင်မောကိုရောက်ပြီဆိုတာနဲ့ဒီတနာရီခွဲပေါ့နော်တင်မောရဲ့ကြာချိန်ကတော့ကျွန်တော်ကော့စမွေကိုရောက်ဖို့တနာရီခွဲကြာပါတယ်အဲ့တော့ကိုကကော့စမွေရောက်လို့သွားလေဖို့ဆိုင်ကယ်တွေအိမ်ကားတွေအိမ်ကနေယူသွားမယ်ဆိုရင်လည်းရပါတယ်ကျွန်တော်တို့ကတော့ထားခဲ့တယ်ပေါ့နော်ဟိုမှာပဲတနေ့ကုန်စား200နဲ့ငှားပြီးတော့သွားတယ်ဟိုတယ်ဒီကတော့ခီးသားရာတီဖြစ်တဲ့အတွက်အခုချိန်မှာတော့ဈေးရန်ကြည့်ပြီးတော့ဘိုကင်တွေအပြည့်ပါနောက်2လပိုင်းလောက်ထိတောင်အပြည့်မို့လို့ကျွန်တော်တို့ဆိုရင်ဒါခက်ရှိုင်းနဲ့တခန်းလေးပဲတွေ့ခဲ့တယ်ဒီဟိုတယ်လေးဆိုရင်ဘန်ဂလိုပုံစံလေးပေါ့နော်တညကို1900နဲ့ပေါ့နော်ဒါပုံမှန်ခီးသွားရာတီပါလို့ရှိရင်တော့ဟိုတယ်တွေက900 1000အဲ့ဒီဝန်းကျင်မှာပဲရှိတယ်အဲ့တော့သွားမယ်ဆိုရင်တော့ကျွတ်တင် booking လုပ်ပြီးထားပြီးမှသွားတာတော့ပို့ပြီးအဆင်ပြေမယ်။ကျွန်တော်တို့ကတော့ဒီ Cosmo သွားလေရင်ပေါ့နော်ဒီချိုဝန်မြို့တဲမှာပဲတဲရတာအဆင်ပြေတယ်။ဘာလို့ဆိုနီးနားပေါ့နော်။သွားရလာရတာညဘက်ဆိုရင်လည်းဟိုတယ်ကိုလမ်းလျှောက်ပြန်လို့ရတယ်။အဲ့တော့ကိုကသွားမယ်ဆိုရင်တခြားလေးနေရာရွေးပြီးတော့ဟိုတယ်တွေရှာထားကြပါ။စစ်စီးကတော့ကျွန်တော်ရနောင်းကနေဆုလက်ကိုသွားရင် gate တစ်ခိဖြစ်ရတယ်။ဆုလက်ကနေရနောင်းပြန်လာရင်ဒါ gate တစ်ခိပေါ့နော်။ထုံးစံတိုင်းကိုမှ CI ဒိုမို passport တွေအပြည့်စုံရှိမှသွားတာကောင်းပါတယ်။နေနဲ့သွားလို့လည်းရတယ်ပေါ့နော်။ကော့စမွေကိုရောက်ရင်ဘယ်နေရာလေးတွေတွားလေတင်လဲဆိုတာလေးတွေကလည်းနောက်ဗီဒီယိုလေးတွေမှာကျွန်တော်ပြပြပေးပါမယ်เนาะကျွန်တော်တွားလေခဲ့တဲ့နေရာလေးတွေကိုနောက်ဗီဒီယိုလေးတွေမှာထပ်တွေ့ပါမယ်